တရားချစ်သူများအားလုံးကျမ်းမာချမ်းသာပါစေတရားတော်များနေ့စဉ်နာယူနိုင်ဖို့မေတ္တာရှိထားပြီးကျွန်တော် channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုပါရစေအားလုံးကျမ်းမာချမ်းသာကြပါစေမာနကြီးတယ်စသဖြင့်မြန်မာစကားထဲမှာပြောကြအဲ့ဒီမာနဆိုတဲ့သဘာဝတရားဟာမိမိတို့စိတ်ထဲမှာဖြစ်ပြီးတော့ဘယ်ပုံပဲတဏ္ဍာရှိသလဲလို့လေ့လာသုံးသပ်ပြီးတော့ခြေကြရအောင်မာနဆိုတဲ့သဘာဝတရားတစ်ခုဟာနံပါတ်1မှတ်ဖို့ရာကမာနတရားသည်ကုသိုလ်မဟုတ်ဘူးအကုသိုလ်ဆိုတာမှတ်ထားပါအကုသိုလ်လို့ဆိုတာဟာတာဝိဇ္ဇအပြစ်ရှိပြီးတော့ဒုက္ခဝိပါကမကောင်းတဲ့အကျိုးတွေကိုပေးနိုင်တယ်အကုသိုလ်မှန်သမျှရဲ့တွင်ပြင်လက္ခဏာဟာတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတတ်တယ်ဒါအကုသိုလ်တရားမှန်သမျှရဲ့တွင်ပြင်လက္ခဏာတစ်ခုပဲမာနတရားဟာအကုသိုလ်ထဲမှာပါသည်ဖြစ်ဖြစ်တာဝိဇ္ဇအပြစ်ရှိတဲ့တရားဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တတ်တယ်ဆိုတာအခြေခံအားဖြင့်မှတ်သားထားဖို့ပေါ့ဒီမာနဆိုတဲ့သဘာဝတရားဟာလူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့သဘာဝတရားပဲစိတ်ထဲမှာဖြစ်ပေါ်လာပြီးတော့နောက်ထိုမာနတရားရဲ့အရှိန်ကြောင့်လူရဲ့လှုပ်ရှားမှုအသွင်ပြင်တွေဟာတခြားအရာနဲ့မတူဘဲနဲ့ထူးထူးခြားခြားဖြစ်ပေါ်လာလေးရှိတတ်တယ်။ဒါကြောင့်မို့လူတွေကသိတာဒီလူကမာနကြီးတယ်ဒီလူကမောက်မာတယ်စသဖြင့်ပြောကြတာသူစိတ်ထဲမှာမာနဖြစ်နေတာကိုဘယ်လိုလုပ်သိရလဲလို့ဆိုရင်ထိုလူတယောက်ရဲ့ပြောပုံဆိုပုံထိုလူတယောက်ရဲ့အမှုအရာထိုလူတယောက်ရဲ့သွားလံလှုပ်ရှားဟန်ကိုကြည့်ပြီးတော့လူတွေကမာနရှိတယ်မာနမရှိဘူးနဲ့ပြောကြတာမာနသည်နန္တရားဖြစ်သည့်အတွက်ကြောင့်ပုံပန်းတရံမရှိဘူးသို့သောထိုမာနဖြစ်ပေါ်လျက်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ပုံပန်းတရံကတော့တခြားပုံတရံနဲ့မတူဘဲနဲ့ထူးခြားနေတတ်တယ်တဲ့ဒါကြောင့်မို့မာနရှိမှန်သိကြရတယ်ပေါ့ပုဂ္ဂိုလ်တယောက်ပြောတဲ့စကားကိုကြည့်ပြီးတော့လေသုံးသပ်လို့ရတယ်အကဲခတ်လို့ရတယ်အမှုအရာလှုပ်ရှားတော်လာမှုကိုကြည့်ပြီးတော့လည်းပဲသုံးသပ်လို့ရတယ်အကဲခတ်လို့ရတယ်ပေါ့ကောင်းပြီမာနဆိုတဲ့သဘာဝတရားဟာလူတွေရဲ့စိတ်မှာဖြစ်တတ်တဲ့စေတသိက်တရားတစ်မျိုးပဲစေတသိက်တရားဆိုတော့အကုသိုလ်တရားလည်းဖြစ်သည့်အတွက်ကြောင့်ဒီမာနဟာဘယ်သဘာဝတရားတွေနဲ့တွဲဖက်ပြီးတော့ဖြစ်တတ်တုံးဆိုပါစို့မာနဟာလောဘနဲ့တွဲလာသလားဒေါသနဲ့တွဲလာသလားမောဟနဲ့တွဲလာသလားလို့လေးလသုံးသက်ကြည့်မယ်ဆိုလို့ရှိရင်အဘိဓမ္မာသဘောအရမောဟဆိုတာတော့အကုသိုလ်ဖြစ်သမျှမောဟဆိုတာရှိတယ်ဒါကြောင့်မို့မောဟကိုအဓိကထားမပြောတော့ဘူးလောဘနဲ့တွဲသလားဒေါသနဲ့တွဲသလားလို့ဆိုလို့ရှိရင်မာနရဲ့အခြေခံဟာလောဘနဲ့တွဲလာတာပါသို့တော်လည်းမာနကြီးတဲ့ပုဂ္ဂိုလ်ဟာစိတ်တူတယ်စိတ်ဆက်တယ်မောက်မာတယ်ဆိုတာတွေကိုကြည့်ရင်
လောဘရဲ့သဘောတွေကိုမတွေ့ရဘဲနဲ့ဒေါသရဲ့အမူအရာမျိုးတွေတွေ့နေရတယ်သို့တော်လည်းဒီမာနဟာဒေါသနဲ့တွဲလာတာတော့မဟုတ်ဘူးလောဘနဲ့တွဲတာဘာကြောင့်လို့ဆိုတော့မာနရဲ့အခြေခံစိတ်ဓာတ်မှာကကိုယ့်ရဲ့အတ္တကိုယ့်ရဲ့အည်အသွေးပေါ်မှာတွေ့တာကိုယ့်ရဲ့အည်အသွေးပေါ်မှာကန့်ညိနေတာကိုယ့်ရဲ့အည်အသွေးပေါ်မှာအထင်မြင်ပြုနေတာဆိုတော့မာနဟာလောဘသဘောတွေကိုအခြေခံလာတယ်တဲ့အဲ့ဒါကြောင့်မို့လို့အဘိဓမ္မာသဘောမှာမာနဖြစ်လာပြီဆိုရင်ထိုမာနတရားသည်လောဘနဲ့ပဲရှင်တွဲတယ်တဲ့လောဘနဲ့ရှင်တွဲလို့အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေကမာနဆိုတဲ့စေတသိက်တရားသည်ဒိဋ္ဌိကတဝိပယုတ်လို့ခေါ်တဲ့လောဘမှုစိတ်၄ခုနဲ့သာရှင်တယ်လို့ဒီလိုမှတ်ထားကြရတယ်ပေါ့ပြီးတော့မာနသည်ဒိဋ္ဌိနဲ့လည်းရှင်တွဲခြင်းမရှိဘူးမာနရှိနေတဲ့အခိုက်မှာမှားယွင်းတဲ့အယူဆတရားပေါ်မှာမှားယွင်းတော့အယူဆလို့ခေါ်တဲ့ဒိဋ္ဌိနဲ့ရှင်တွဲနေမှုမရှိဘူးမာနနဲ့ဒိဋ္ဌိတို့သည်တစ်ခုဖြစ်နေတဲ့အချိန်မှာဉာဏ်တစ်ခုကဖြစ်လိမ့်မရှိဘူးတဲ့ခိုက်တန့်ကိုပြောတာလူတယောက်ရဲ့တဏ္ဍာမှာမာနလည်းဖြစ်နိုင်တယ်ဒိဋ္ဌိလည်းဖြစ်နိုင်တယ်သို့တော့ဒီမာနနဲ့ဒိဋ္ဌိသည်ဖြိုင်တူမဖြစ်ကြဘူးလို့ဒီလိုဆိုလို့တယ်ပေါ့စိတ်တစ်ခုထဲမှာအတူတကွမဖြစ်ကြဘူးဘာလို့မဖြစ်တယ်လဲဆိုတာကိုစာပေကျမ်းဂန်များမှာတော့ဥပမာလေးပေးထားတယ်စွန့်ရည်တတိထက်တဲ့အားပြိုင်နေတဲ့ရှင်သေကြီးနှစ်ကောင်ဟာလိုင်ကူကြီးတစ်ခုထဲမှာအတူမနေသလိုပဲတဲ့မာနနဲ့ဒိဋ္ဌိဆိုတဲ့ဒီသဘာဝတရားနှစ်ခုမှားယွင်းတဲ့အမြင်ရဲ့ကိုထင်မြင်ယူဆမှုဆိုတဲ့အတွေ့ရဲ့ဒီမာနနဲ့ဒိဋ္ဌိဟာအားချင်းပြိုင်နေသည့်အတွက်ကြောင့်စိတ်တစ်ခုထဲမှာအတူတကွမဖြစ်ကြဘူးလို့ဒီလိုဥပမာပေးတယ်နောက်တစ်ခုစဉ်းစားကြည့်လို့ရတဲ့အခြေအနေတစ်ခုကပါလဲအကြောင်းတစ်ခုကပါလဲဆိုရင်သဘာဝတရားနှစ်ခုဟာစိတ်တစ်ခုထဲမှာပြိုင်တူဖြစ်တယ်လို့ဆိုတဲ့နေရာမှာတူလေးတူရှိရတတ်တယ်တူလေးတူကဘာလဲလို့ဆိုရင်ဖြစ်ရဌာနာချင်းတူရမယ်အာယုံပြုရခြင်းတူရမယ်ဖြစ်တဲ့အချိန်ချင်းတူရမယ်ပြတ်သွားတဲ့အချိန်ချင်းတူရမယ်လို့တူလေးမျိုးနဲ့စုံစည်းတဲ့အခါမှာခုသောစိတ်ထဲမှာဖြစ်ကြတယ်လို့ဒီလိုပြောရတယ်မာနနဲ့ဒိဋ္ဌိကအာယုံချင်းမတူကြဘူးအာယုံချင်းမတူဘူးဆိုလို့ရှိရင်လည်းပြိုင်တူမဖြစ်နိုင်ဒါကြည့်လေသဘာဝတရားနှစ်ခုဟာတစ်ခုကတောင်တွေးနေတယ်တစ်ခုကမြောက်တွေးတယ်ဆိုလို့ရှိရင်ဘယ်တော့မှပြိုင်တူမဖြစ်နိုင်ဘူးမာနဆိုတဲ့သဘာဝတရားရဲ့အာယုံကမိမိရဲ့အည်အသွေးထင်မြင်ယူဆချက်မိမိရဲ့အည်အသွေးကိုအာယုံပြုတယ်ကိုယ့်ရဲ့အည်ချင်းကိုအာယုံပြုတယ်အည်ချင်းဆိုတာကောင်းတဲ့အည်ချင်းရှိတယ်ညံ့တဲ့အည်ချင်းရှိတယ်ကောင်းတဲ့အည်ချင်းပဲဖြစ်စေညံ့တဲ့အည်ချင်းပဲဖြစ်စေမာနကအာယုံပြုတာကောင်းတဲ့အည်ချင်းညံ့တဲ့အည်ချင်းကိုအာယုံပြုတယ်လို့ဒီလိုမှတ်ဒိဋ္ဌိဆိုတာကြတော့အည်ချင်းကိုအာယုံမပြုဘူးအယူအဆအတွေးခေါ်တစ်ခုကိုအာယုံပြုတယ်တဲ့ view ကိုအာယုံပြုတယ်ပေါ့နော်သူ့ရဲ့အယူအဆအတွေးခေါ်
philosophy သူ့ရဲ့ထင်မြင်ယူဆချက်ကိုအာရုံပြုတယ်ဒါကြောင့်မလို့မာနနဲ့ဒိဋ္ဌိတို့ဟာအာရုံချင်းမတူသည့်အတွက်ကြောင့်လည်းပဲစိတ်တစ်ခုထဲမှာမရှင်ဘူးလို့ဒီလိုပြောလို့ရတယ်သို့သောစာပေကျမ်းဂန်ထဲမှာတော့အပြိုင်နေတဲ့ရှင်သေကြီးနှစ်ကောင်ဟာလှိုင်ကူတစ်ခုထဲမှာအတူတကွမနေကြဘူးလို့ဒီလိုဥပမာပေးပြောထားတယ်အကြီးချင်းချင်းပြိုင်နေလို့အတူတကွမဖြစ်ဘူးလို့ဒီလိုပြောတာကောင်းပြီမာနရဲ့အဓိပ္ပာယ်ကဘာလဲစာပေကျမ်းဂန်များကမာနကိုဖွင့်တဲ့အခါမှာမညတိတိမာနောမညတိမှတ်ထင်နေတတ်ဣတိတသမတို့ကြောင့်မာနောမာနမာနဆိုတာအထင်တစ်မျိုးပဲအကြောင်းတစ်ခုအမိပြုပြီးတော့ထင်မြင်ယူဆချက်ထင်မြင်ချက်တွေးထင်ချက်ဒါမာနဘာနဲ့တွေးထင်လို့ဆိုစဉ်းစားကြည့်လေလူတွေကမာနဖြစ်ပြီးဆိုလို့ရှိရင်ဘယ်ပေါ်မှာအခြေခံတော့သူတွေးမိတဲ့အချက်တွေပေါ်မှာအခြေခံတယ်တွေးထင်မှုတွေပေါ်မှာအခြေခံတယ်သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုတွေးပြီးတော့ငါချမ်းသာတယ်ငါမှာပတ်စံတွေအများကြီးရှိတယ်အဲ့ဒါလို့မိမိရဲ့ချမ်းသာမှုဥစ္စာဓနအပေါ်ဓနကိုတွေးပြီးတော့ငါမှာရှိတယ်ဆိုတဲ့အတွေးနဲ့ဓနမှန်ဥစ္စာမှန်ဆိုတာဖြစ်ပေါ်လာတာပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့မာနတက်တယ်လို့ဒါပြောတာနော်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ကမာနတက်တယ်မရှိတဲ့ပုဂ္ဂိုလ်ကတော့မာနတက်လာလို့ဆိုပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့မာနတက်เสียမရှိဘူးအချို့ပုဂ္ဂိုလ်ကြတော့ဘာပေါ်မှာမာနတက်လို့ဆိုအမျိုးခုံပေါ်မှာခုံယူဝင်ကြွားပြီးတော့အမျိုးခုံနဲ့ပတ်သက်ပြီးအမျိုးနဲ့ပတ်သက်ပြီးတော့မာနတက်သေးတယ်ကိုတာတယ်မြစ်တယ်မြတ်တယ်လို့ဒီလိုထင်တယ်အမျိုးနဲ့ပတ်သက်ပြီးတော့လည်းပဲမာနတက်တတ်တယ်အလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့လည်းပဲမာနတက်သေးတယ်ငါအလုတ်ကအထက်တန်းကြတယ်ငါအလုတ်ကကောင်းတယ်သူ့အလုတ်တဲ့ပိုဝင်ငွေကောင်းတယ်သူ့တဲ့ယာဓုကြီးတယ်ဆင့်မြင့်တယ်ဟောဒါတွေကိုတွေးပြီးတော့လည်းပဲမာနဆိုဖြစ်ပေါ်လာတတ်တယ်နောက်တစ်ခုကပညာရနဲ့ပတ်သက်ပြီးတော့လည်းမာနဖြစ်တတ်တယ်ကိုတတ်တဲ့ပညာနဲ့ပတ်သက်ပြီးတော့ငါကတက္ကသိုလ်ကထိကကြီးပဲတက္ကသိုလ်ပါမောက္ခကြီးပဲဘာဘွဲ့ရထားတယ်စသဖြင့်ပေါ့ပညာနဲ့ပတ်သက်ပြီးတော့လည်းပဲမာနတွေတက်လာတတ်တယ်ဟောအရေးချင်းတွေကိုတွေးထင်ပြီးတော့ကိုသားတယ်လုံနိုင်တယ်စွန့်နိုင်တယ်ဆိုတဲ့အနေအထားတွေကိုချိပြီးတော့မာနဆိုတာဝင်လာတတ်တယ်တဲ့မာနတရားဖြစ်ပုံကိုပြောတာနော်ထိုမာနတရားဟာရုပ်ဝေဒနာသင်ညာသင်္ခါရလို့ခေါ်တယ်သင်္ခါရဝိညာဉ်လို့ခေါ်တယ်လူရဲ့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့လေမာနဖြစ်သေးတာသောဟမတမိဒါငါပဲငါဖြစ်တယ်ငါဟာဆိုတဲ့အထင်ဟာအမတန်မှအခြေခိုင်တဲ့အထင်တစ်ခုပဲငါဆိုတဲ့အထင်ကိုအခြေပြုပြီးတော့ကျန်တဲ့ဓနမန်တွေတက်တယ်နော်ရုပ်ဆင်းအင်္ဂါသူများတဲ့ချောလို့ရှိရင်လည်းအလှမှန်တက်တယ်ပညာတွေသူများတဲ့ပိုတက်လို့ရှိရင်လည်းပညာမှန်တက်တယ်ယာဓုကသူများတဲ့ပိုမြင့်တယ်လို့ရှိရင်လည်းယာဓုဌာဏန္တရမှန်ဒီလိုဟာတွေတက်လာတတ်တယ်
အဲ့ဒါမာနဖြစ်ပေါ်ခြင်းအကြောင်းတွေပဲဒါတက်เสียအကြောင်းရှိတိုင်းတက်သလားလို့ဆိုတော့တက်เสียအကြောင်းရှိတိုင်းတော့မတက်ဘူးတတိထားတတ်တဲ့ပုဂ္ဂိုလ်တွေမှာမတက်ဘူးတတိထားတယ်ဆိုတာဒီနေရာမှာယောနိသောမနတိကာရအမတ်တရားကိုဆင်ញင်တွေးတောတတ်တဲ့ပုဂ္ဂိုလ်ကြတော့ပစ္စည်းဥစ္စာရှိလေဒဏမှာမတက်ဘူးရုပ်စင်ကလှပချုံမောလဲအလှမှမတက်ဘူးယာတုအဆင့်တန်းမြင့်လဲယာတုမှမတက်ဘူးပညာတွေဘလောက်တတ်ပညာမှမတက်ဘူးတဲ့မတက်တဲ့ပုဂ္ဂိုလ်ကြတော့ဘာဖြစ်လို့မတက်တယ်လဲဆိုရင်သူ့မှာအထိုက်အလျောက်ယောနိသောမနတိကာရမှန်မှန်ကန်ကန်စဉ်းစားတတ်တာလေးရှိနေတယ်ဟောယောနိသောမနတိကာရကိုမှန်ကန်သောနိလန်းဖြင့်စိတ်ထဲမှာနှလုံးထားခြင်းအင်္ဂလိပ်လိုတော့ wise attention လို့ပြန်လေးရှိတယ် attention လို့ wise attention လိမ္မာပန်းတဲ့အတွေးအသိဉာဏ်ပါတဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်ဟာမမနာမဖြစ်ဘူးဘယ်လိုတွေးတော့ပစ္စည်းဥစ္စာဆိုတာမြဲတဲ့အရာတွေမဟုတ်ဘူးဒီကနေ့ပစ္စည်းဥစ္စာတွေချမ်းသာပြီမဲ့နေ့ဖြင့်ငါကြတော့လူမွဲဖြစ်ခြင်းဖြစ်သွားတာပစ္စည်းဥစ္စာတွေဟာအထင်ကြီးစရာဘာတစ်ခုမှမရှိဘူးလို့ဟောဒီအတွေ့အမျိုးတွေးပြီးမာမနတက်စရာမရှိဘူးဘလောက်ချမ်းသာမာမနမတက်ဘူးအလှမှန်ဆိုတာလဲနုပြိုတဲ့အရွယ်လေးပဲနုပြိုခြင်းသည်အိုမင်းခြင်းလည်းနောက်ဆုံးရှိတယ်လို့လူတိုင်းဟာတဏှိတခြားအိုမင်းလာကြတယ်ဆိုရက်မှန်ကန်တဲ့အတွေးကလေးရှိလာလို့ရှိရင်အလှမှန်ဆိုတာလည်းမတက်ဘူးယာတုဌာဏတရနဲ့ပတ်သက်လာလို့ရှိရင်လေယာတုဆိုတာမြဲတာမဟုတ်ဘူးမမြဲတဲ့အရာပေါ်မှာငါအထင်ကြီးနေလို့မဖြစ်ဘူးအခိုက်အတန့်ရှိတဲ့နေရာလေးပဲအခိုက်အတန့်ပဲလို့ဆိုတဲ့အတွေးလေးဝင်ထားလို့ရှိရင်လည်းမတက်တော့ဘူးအမျိုးနဲ့ပတ်သက်ပြီးတော့ကုလမန်တက်လို့ရှိရင်လေမှန်မှန်ကန်ကန်စဉ်းစားလိုက်သူလဲလူပဲငါတို့လဲလူပဲလူချင်းပဲဘာမှထင်ကြီးစရာမဟုတ်ပါဘူးဆိုပြီးတော့အတွေးလေးနဲ့နေလို့ရှိရင်အမျိုးမှန်ဆိုတာလည်းမတက်ပါဘူးပညာမှန်ဆိုတဲ့နေရာမှာလည်းပဲငါစူးစမ်းလို့ငါသိတာသူလည်းစူးစမ်းရင်တတ်မှာပဲပညာဆိုတာအလုံးဆိုင်တဲ့အရာသာဖြစ်တယ်လို့ဟောတယ်လို့မှန်မှန်ကန်ကန်စဉ်းစားလိုက်လို့ရှိရင်လေပညာမှန်ဆိုတာမတက်ပါဘူးကိုလိုမသိတဲ့ပုဂ္ဂိုလ်တွေသူတို့မသိရှာကြဘူးငါသိအောင်ပြောပေးမယ်မြင့်မြတ်တဲ့အတွေးနဲ့အဲ့ဒါလို့တွေးတောတတ်မှန်မှန်ကန်ကန်စဉ်းစားတတ်လာလို့ရှိရင်တော့ဆိုပါပြောတဲ့မာမနာတွေကတခုမှတက်လာမှာမဟုတ်ပါဘူးကောင်းပြီမာမနာဆိုတဲ့နေရာမှာယာထာဝမာနအယာထာဝမာနလို့စာပေကျမ်းကနေမှာနှစ်မျိုးခွဲပြီးတော့ပြောသေးတယ်ယာထာဝမာနဆိုတာသူထင်တဲ့အတိုင်းတကယ်မှန်ကန်တဲ့မာနမျိုးอ่ะဒါယာထာဝမာနလို့ခေါ်တယ်မှန်ကန်တဲ့အရာပေါ်မှာအခြေခံပြီးတော့ဖြစ်တဲ့မာနမဟုတ်တာမမှန်တာကိုအခြေခံရင်အယာထာဝယာထာဝဆိုတဲ့စကားလုံးကယထာဝယထာဘုဒ္ဓတို့လိုပဲအဓိပ္ပာယ်ရယာထာဝအမှန်ကန်ပေါ်မှာအခြေခံပြီးတော့ဖြစ်လို့ရှင်ယာထာဝမာနမမှန်မကန်တာကိုအခြေပြုပြီးတော့ဖြစ်ပေါ်လာလို့ရှင်အယာထာဝမာနတဲ့တချို့ကမရှိဘဲနဲ့အရှိလောက်တာတွေကအများကြီးလေဒါကြောင့်မို့အဲ့လိုပုဂ္ဂိုလ်တွေကြတော့လူကြွားလို့ပြောကြတယ်မဟုတ်လားကြွားဝါပြီးတော့ပြောတယ်ပတ်စံမရှိပဲပတ်စံရှိကြအောင်ဆောင်းတယ်အဲ့ဒါကြတော့မာနတယ်မကတော့သူကြတော့မာယာတို့တာထေယတို့ဆိုတဲ့အကုသိုလ်တရားတွေပါဝင်လာ
မာနကစောစောကပြောခဲ့တယ်လောဘနဲ့တွဲဖြစ်တာလို့ဆိုတော့ဟောတာထေယဆိုတဲ့တရားဝင်လာပြီဆိုလို့ရှိရင်တာထေယဆိုကောက်ကျစ်ဆင်းလဲကောက်ကျစ်ဆင်းလာတာဆိုတော့ကိုယ်မှမရှိတဲ့အရာနဲ့ခုံလုတ်တယ်မဟုတ်တာနဲ့ခုံလုတ်တယ်မမှန်တာနဲ့ခုံလုတ်တယ်အဲ့ဒါတာထေယလို့ခေါ်တယ်မမှန်မကန်ပေါ်မှာအခြေခံပြီးတော့ခုံလုတ်တာကတာထေယအဲ့ဒီအည်အချင်းမရှိတဲ့အည်အချင်းပေါ်မှာရှိတယ်လို့အထင်မြင်ရောက်တာကမာနတဲ့ဟောသဘာဝတရားလေးတွေကဒီလိုရှိတယ်နော်မာယာဆိုတာကတော့ရှိတဲ့အပြစ်ကိုဖုံးတာရှိတဲ့အပြစ်ကိုမရှိအောင်ဆောင်တာကိုလှုပ်ထားတဲ့အပြစ်တစ်ခုကိုသူများမသိစေချင်တာဖုံးကွယ်တာမာယာလို့ပြောတယ်အေးကောင်းပြီမမမကန္တာပေါ်မှာအခြေပြုလို့ရှင်အာယထာဝမာနမှန်ကန်မှုပေါ်မှာအခြေပြုတယ်ဆိုရင်ယာထာဝမာနသူကသူပညာအတတ်ဆုံးမို့သူများတွေလည်းတာတယ်ဘွဲတွေလည်းအများကြီးရထားတယ်သူများတွေလည်းတာတယ်တာလို့တာတယ်လို့မာနဖြစ်ထားကြတော့ဒါယာထာဝမာနလို့ပြောယာထာဝမာနဟုတ်တယ်သူကသူအထင်မြင်ရောက်တိုင်းတကယ်လည်းရှိတယ်တကယ်လည်းတာတယ်ပညာလည်းတကယ်တော်တယ်ဆိုလို့ရှိရင်ဒါယာထာဝမာနဘယ်မာနပဲဖြစ်ဖြစ်အကုသိုလ်ပဲမှန်ကန်တဲ့ပေါ်မှာအခြေခံတဲ့မာနပဲဖြစ်စေမမှန်ကန်တဲ့အခြေပေါ်အရာပေါ်မှာအခြေခံတဲ့ပဲမာနဖြစ်စေမာနဟုသမျှအကုသိုလ်တာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ရှိပြီးတော့မကောင်းတဲ့အကျိုးပေးတတ်တယ်အတိုင်းအတာတစ်ခုအရာပေါ့အတိုင်းအတာတစ်ခုအရာမကောင်းတဲ့အကျိုးထုတ်လွှတ်တတ်တယ်ဒီနေရာမှာယာထာဝမာနနဲ့ပတ်သက်ပြီးတော့ကြည့်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတော့ရူပနန္ဒာဆိုတာရှိတယ်အမျိုးသမီးလေးအဲ့ဒီရူပနန္ဒာကတခြားသူမဟုတ်ဘူးမြတ်စွာဘုရားရဲ့အမေတူအဖေကွယ်အဖေတူအမေကွယ်နှစ်မဲ့တော်ပဲစနဗရကလျာဏီဆိုတာတော့ဘွဲ့လို့မှတ်ထားကြပါစနဗရကလျာဏီဆိုတာဒီနယ်မှာသူအချောဆုံးတော့ခုခေတ်အနေနဲ့ပြောမယ်ဆို Miss Universe ပေါ့အလှမဲ့ရွေးထားတာအဲ့ဒီအဓိပ္ပာယ်မျိုးရှိတယ်နော်သို့တော့မြန်မာလူမျိုးတွေကသိကြတာစနဗရကလျာဏီစနဗရကလျာဏီနဲ့သိတယ်စနဗရကလျာဏီရဲ့အဓိပ္ပာယ်ကဒီနယ်မှာသူအလှဆုံးပေါ့ခုခေတ်ရွေးတယ်ဆိုရင်ဟုတ်လားတိုင်းအလှမဲ့တို့မြို့အလှမဲ့တို့ကမ္ဘာအလှမဲ့တို့ရွေးတာမျိုးလို့ပေါ့စနဗရကလျာဏီမူလနာမည်ကအဘိရူပနန္ဒာအဲ့ဒီအဘိရူပနန္ဒာကသူ့ကိုယ်သူအချောဆုံးလို့ဆိုပြီးတော့အလှမှန်တက်နေတာသူနဲ့မောင်နှမအရင်နန္ဒမင်းသားမြတ်စွာဘုရားတဲ့နှစ်ရက်သုံးလောက်ငဲတယ်အရကလည်းပဲလက်နှစ်သက်လောက်နှစ်သက်သုံးသက်လောက်အရနှိမ့်တယ်မြတ်စွာဘုရားညီကိုဆိုတော့တူတာပေါ့ဘုရားနဲ့ရုပ်အမတန်တူတယ်တာကဝေမင်းကြီးထုံတန်းစင်လာအရမောင်နှမအရင်ပေးစားလေးရှိတယ်နော်မောင်နှမအရင်ပေးစားတာအဲ့ဒီလိုပေးစားမဲ့အချိန်လေးမှာမင်္ဂလာပွဲတွေဆင်ပြင်ပြီးတဲ့အချိန်မှာမြတ်စွာဘုရားကညီတော်နန္ဒမင်းသားကိုခေါ်ပြီးတော့သင်္ကန်းဝတ်ပေးတယ်ဒါအလုံးသိတဲ့ဇာလမ်းပဲအဲ့အဘိရူပနန္ဒာစနဗရကလျာဏီဘွဲ့ရအဘိရူပနန္ဒာဟာသူ့ရုပ်ပုံမှာသူကအမတန်မှတန်ဖိုးထားတယ်ဆိုပါစို့သူအလှဆုံးဆိုပြီးတော့သူမာနတားချီတယ်နောက်ပိုင်းရောက်လာတဲ့အခါကျတော့နန္ဒမင်းသားလည်းသင်္ကန်းဝတ်သွားတယ်ခမည်းတော်သုတ်တော်ရဏမင်းတရားကြီးနတ်ရဆန်သွားတယ်
Naya Sane Sura Begin the loop Yoraba, Todo, Camilo Dorana Menia Yasavia Diana Viro Yana Yipshador Payimbo Wadebe, Yahanda Pshibiro, Prediva Sandore Lupio. A Dorana Mediaji Meshide Kama Miruido Kormia Beguni who went down. None of our money when a Beguni who went down. Now so much yes of your quimulate as was. In none of my Badu giant also, Eris and Navra Kalyani giant. Giant of Mile Machine, Philem Machine. သူ့ရဲ့မောင်အရင်လည်းမရှိမောင်အဖေးတူအမေကွယ်မောင်ကလည်းဖျားဖြစ်မရှိဘူးတူကလေးဖြစ်တဲ့ရာဟုလာလည်းမရှိဘူးရောင်းမတော်တဲ့ရတော်ရရာလည်းမရှိဘူးပေါ့သင်္ကန်းဝတ်နေကြစဉ်းစားကြည့်ပေါ့အိမ်မှာသူတယောက်တည်းပဲနေကြတော့ဆွေမျိုးတွေခင်တာနဲ့သူလည်းသင်္ကန်းဝတ်လိုက်တယ်ပေါ့ဘိက္ခုနီလှုပ်လိုက်တယ်သို့တော့ဘိက္ခုနီလှုပ်ပြီမဲ့လို့အလှမှန်မချဘူးတဲ့မြတ်စွာဘုရားကဟောလို့ရှိရင်ဘလောက်လှတဲ့ရုပ်ပဲဖြစ်ဖြစ်ရုပ်ခန္ဓာကိုယ်ကြီးတွေဟာအတုပမတင့်တယ်ဘူးလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါကိုမကြိုက်ဘူးသူကအတုပလို့ဟောတာမကြိုက်ဘူးဒီကနေ့မြန်မာပြည်မှာတော့လူသေးရုပ်လောင်းကိုမှအတုပလို့ခေါ်တာမြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးခန္ဓာကိုယ်ဟာမတင့်တယ်လို့အတုပလို့ပြောတာမတင့်တယ်ဘူးဆိုတာတွေးကြည့်ပေါ့ခန္ဓာကိုယ်မှာကိုးပေါက်ထွာရအမာဝအမာဆိုတာအနာနဲ့နှိုင်းရှင်ပြီးတော့ပြောထားတာမျက်စိကထွက်တဲ့ဟာမွေးကြိုင်တာတခုမှမရှိဘူးနှာခေါင်းကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာတခုမှမရှိနော်နားကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာတခုမှမရှိခန္ဓာကထွက်တာမွေးကြိုင်လို့သိမ့်ထားစရာမရှိဘယ်ကထွက်ခန္ဓာကိုယ်အပြင်ဘက်ရောက်လာတာတွေဟာအကောင်းရှိရလားမရှိဘူးလူတွေကအမွှေးနန္တာတွေဆွတ်ဖြန်းပြီးတော့အပေါ်ယံလေးမွှေးအောင်လုပ်နေကြတာတဲ့ပဂတိကမွှေးတာဟုတ်ကလားမဟုတ်ဘူးတဲ့မယုံလို့ရှိရင်တပတ်လောက်တဏ္ဍခါလည်းမလိမ့်နဲ့ရေလည်းမချိုးနဲ့ဆပ်ပြမွှေးလည်းမသုံးနဲ့ပဂတိအရှိတယုတ်တွေကိုပြလာလိုက်မယ်နော်တလလောက်ဆိုရင်တော့ကိုယ်နှာခေါင်းတောင်ကိုပေးရကောင်းပေးရလိမ့်မယ်အဲ့ဒါဟာအတုပမဟုတ်ရင်ဘာဖြစ်မလဲဟုတ်ကဲ့လားအဲ့ဒီသဘောကိုမြတ်စွာဘုရားဆင်ခြင်ခိုင်းတာအဲ့တော့ဟိုနမတော်လောက်တဲ့အဘိဓုပနန္ဒာကသူ့စိတ်ထဲမှာသူခန္ဓာကိုသူအလှပြင်ပြီးတော့လှတယ်လို့ထင်နေတဲ့ပုဂ္ဂိုလ်တယောက်ကသူစောင်းပြောတယ်လို့မထင်ပေဘူးလားထင်တယ်အဲ့ဒါကြောင့်ဘုရားစီဘယ်တော့မှမသွားဘူးအဲ့ဒါကိုအလှမှန်ရစ်တယ်လို့ပြောတာနော်သူလိုပဲနောက်တူကဘယ်သူတုံးဆိုရင်ဗေမိသာရမင်းကြီးရဲ့မိဖုရားခေမာဆိုတာတာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးနော်သူတို့ကပါရမီတံပါရအရင်မာကြီးတွေရှိခဲ့ကြအတိတ်ဘဝတုန်းကပါရမီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်တွေသို့တော်လည်းပဲဒီအကုသိုလ်တရားတွေရဲ့မာနတရားတွေရဲ့လှည့်စားမှုဟာအမှန်တမ်းကြောက်ဖို့ကောင်းတယ်ကြည်ခေမမိဖုရားဆိုတာတိတ်လှတယ်ဘုရင်ကြီးကလည်းသူ့ကိုအမှန်တမ်းဖေးပါပေးတယ်သူခန္ဓာကိုယ်သူသပြီးတော့မြတ်စွာဘုရားဟောတဲ့တရားတွေသတင်းကြားတယ်အတုပလို့ဟောတယ်မကြိုက်ဘူးမသွားဘူးဘာဖြစ်လို့တော့သူကတုပလို့ယူဆတာသူခန္ဓာကိုယ်လှတယ်မွေးတယ်ကြိုင်တယ်ဒါပဲအတုပလို့ဟောတာသူနဲ့မတည့်ဘူးဒါကိုမသွားဘူးကြောင်းဘယ်တော့မှခေါ်လို့မရဘူးဗေမိသာရမင်းကြီးဆိုတာမြတ်စွာဘုရားနဲ့ပထမဆုံးတွေ့ခဲ့တဲ့ကိုကသောတာပန်ဖြစ်သွားတာဘုရားလောင်းတောထွက်လာတဲ့အချိန်မှာရာဇဂုပြည်တဲ့ဆွမ်းကံဝင်တယ်အုပ်တဲဖြစ်တယ်ရာဇဂုမြို့ထဲမှာဘာဖြစ်လို့လဲဆိုတော့
အဲ့ဒီခေတ်တုန်းကသာသနာပေါင်းဝင်နေဆိုတာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေဝင်ကြတာလေအတော်လေးအရွယ်ရောက်တဲ့အခါမှာဒီယသိသူတော်စင်ဖြစ်ဝတ်ကြတယ်ပေါ့အခုဒီကိုယ်တော်က29နှစ်ပဲရှိသေးတယ်လူငယ်လူရွယ်လေးရုပ်ကလည်းအမတန်ချောတယ်ယသိလို့သူတော်စင်လို့ဝတ်ပြီးတော့အိမ်တကာလှည့်ပြီးတော့တပိတ်နဲ့ဆွမ်းခံတယ်သူတို့စကားနဲ့ပြောမယ်ဆိုရင်တောင်းတာပေါ့ထမင်းတောင်းတာပဲဆွမ်းခံတယ်ဆိုတဲ့အဓိပ္ပာယ်ကဒါရှင်ကျေးတဲ့အသုံးပေါ့နော်ဘိက္ခုဆိုတဲ့အဓိပ္ပာယ်ကိုကတောင်းစားသူလို့အဓိပ္ပာယ်တစ်ခါရတယ်တချို့နေရာဖွင့်ထားတာရှိတယ်အိန္ဒိယနိုင်ငံမှာရှိတဲ့တောင်းစားတွေကသူတို့ကိုသူတို့ဘိက္ခုလို့ခေါ်တယ်ဟောဒါကြောင့်မို့ယဟန်တွေကင်တဲ့တပိတ်ကိုနိုင်ငံသားတွေကဗမာဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံသားတွေကပြန်တဲ့အခါကျတော့ဘက်ကင်ဘိုးလို့ပြန်ဘက်ကင်ဆိုတာဘက်ဆိုတာတောင်းတာဘက်ကင်ဘိုးတောင်းစားတဲ့ခွက်ကြီးလို့ပြောတာပဲတောင်းစားတဲ့ခွက်ကြီးအဲ့ဒါကိုနားထောင်မကောင်းလို့ဘုန်းကြီးတို့ကတော့ဟာဘက်ကင်ဘိုးမဟုတ်ဘူးarms bowl အလူခံတဲ့တပိတ်လို့ဒီလိုပဲပြောင်းပြောရတာနော်သို့တော့မှားလာသူတို့ပြန်တာမှားတော့မမှားဘူးဘက်ကင်းဖို့ပဲဒီကောင်းပြီဖះလောင်းလေးတောထွက်လာတဲ့အခါလူကလည်းရုပ်ကချောချောအမတန်ချောတယ်အသက်ကလည်းငယ်တယ်တခြားနေရာမှာဆိုမတွေ့ရတဲ့ပုဂ္ဂိုလ်မျိုးပေါ့အဲ့ဒါကြောင့်မို့လို့မြို့ကမြင်တဲ့လူတွေကလှုပ်နဲ့ဝိုင်းအောင်ကြတာပေါ့လမ်းမှာလူတွေတအားစီပြီးတော့သူ့နောက်ကဝိုင်းလိုက်လာကြဘုရင်ကြီးကနန်းတော်ဘုံကလှမ်းကြည့်မြင်ရတော့တမန်ကိုလွတ်ပြီးတော့စုံစမ်းခိုင်းတယ်ဒါဘယ်သူလဲဆိုတာသိအောင်စုံစမ်းဆိုသူက၄-၅အိမ်လောက်ဆုံးခံပြီးတော့ပျောက်သွားသူတပိတ်ထဲမှာစားလောက်ရုံရတာနဲ့ရှေ့ဆက်မသွားတော့ပြန်ထွက်သွားလူတွေကလည်းဝိုင်းအောင်ကြအဲ့တော့ပြန်ထွက်သွားတော့တောထဲထွက်သွားပန္နဝဆိုတဲ့တောင်ချေမှာတစ်ပင်ရိပ်လေးအောက်မှာထိုင်ပြီးတော့ဆွမ်းစားနေနောက်ရောက်ခံလိုက်လာတဲ့လူကအဲ့ဒီမှာဘုရားလောင်းကိုတွေ့တော့သူကဘုရင်ကြီးစီသတင်းပုတ်ခိုင်းလိုက်တယ်မျက်ခြေပြတ်သွားမှဆိုလို့သူကစောင့်ပြီးတယောက်ကိုလွှတ်လိုက်တယ်အဲ့ဒီလူနာမဖះလောင်းနာမခွာဘူးဘုရင်ကြီးကအားချင်းလိုက်လာဒီပုဂ္ဂိုလ်နဲ့တွေ့ချင်လို့အားချင်းလိုက်လာပြီးတော့မေးတယ်ဘယ်ကလာတာလဲဘာဖြစ်လို့ဒီဝတ်လာတာလဲနဲ့မျိုးစုံမေးတဲ့အခါသူကပြောတယ်ဟိုးဟိမန္တာတောင်ချေကတာကွေမင်းမျိုးတွေကပါတဲ့ကာမဂုဏ်အာယုန်တွေကိုဆက်ဆုပ်ယုံမုန်းပြီးတော့သူတော်စင်ဘဝကိုကူးပြောင်းလာတာပါလို့ဘုရားလောင်းကရှင်းပြောတော့ဗေမိတာရသူအသက်ကလည်းရွယ်တူလောက်ဆိုသိချီညိုတယ်စိတ်ထဲမှာသိချင်တတ်တဲ့ဒီကိုရောလေဘုရားပြောတယ်ဗေမိတာရကသူဘာပြောတော့ဆိုရင်တောထွက်ပြီးတော့တရားမကျင့်မှနဲ့တဲ့အဲ့ဒီကပိလဝတ်ဆိုတဲ့ဟိမန္တာတောင်ကြီးမြို့မှာမပျော်ဘူးဆိုလို့ရှိရင်သူနဲ့အတူနေပါနောက်တစ်ခါမှမမြင်ဘူးပဲလို့အမြဲတမ်းစိတ်ထဲမှာခင်မင်းလို့သူနဲ့အတူနေပါတဲ့တူတူပူးတွဲပြီးတော့တိုင်းပြည်အုပ်ချုပ်ကြရအောင်လို့ဆိုဖိတ်ခေါ်တယ်အဲ့မှာဘုရားလောင်းတွေကသူဒီယာရုတွေကိုစိတ်ဝင်စားဘူးမတရားတရားကိုရှာမယ်လို့ဆိုပြီးတော့သူထွက်လာတဲ့အကြောင်းရှင်းပြပြီးတော့သူတရားပဲရှာမယ်ဆိုတာကိုဆုံးဖြတ်ချက်ချပြီးတော့သွားတယ်ဗေမိတာရမင်းကလည်းပဲအတင်းကြပ်မတားတော့ဘူးအဲ့ဒါဆိုလို့ရှိရင်တရားဓုတရားမြတ်တွေ့လို့ရှိရင်သူ့နိုင်ငံကိုပထမဆုံးကြွားခဲ့ဖို့ဂတိတောင်းလိုက်တယ်ဒီတော့ကြောင့်ဗေမိတာရမင်းကြီးရဲ့ဂတိအတိုင်းပဲဘုရားလောင်းကရာဇယုပြုအရင်ကြွသွားတာပဲကြွသွားတော့အဲ့ဒီမှာသောတာပန်ဖြစ်တယ်ကြွသွားတယ်ဆိုရင်ဣတိပတနာတော်မှာတရားဟောပြီးမှကြွလာတာပေါ့
အဲ့ဒီမှာဗေမိတာရမင်းကြီးကဖျားချီညိုသလောက်သူ့ရဲ့မိဖုရားခေမာဆိုတာသူ့အလှမှန်တွေတက်ပြီးတော့ကျောင်းသွားဖို့ရလုံးဝညှင်းပယ်နေတယ်နောက်ဆုံးကြတော့ဘုရင်ကြီးကကျောင်းသွားအောင်ဥပ္ပတ္တမီနဲ့လောက်ရတာတိုင်းပြည်မှာအစိုးရတွေအနုပညာသမားတွေကိုခေါ်ပြီးတော့ဝေလူဝံဥယျာဉ်ကြီးနဲ့ပတ်သက်ပြီးတချင်းဆက်ခိုင်းတယ်တချင်းဆိုတယ်ချီးမွမ်းတယ်ဝေလူဝံဥယျာဉ်ကြီးကဘယ်လောက်လှရဲဆိုတာအဲ့လိုလှုပ်တဲ့အခါမိဖုရားကြီးနန်းတော်မှာတချင်းဆိုတဲ့အခါကျတော့ဝေလူဝံဥယျာဉ်ကြီးရဲ့အလှပဖွဲ့ထားတော့မိဖုရားကြီးကနားထောင်ရင်းနဲ့သူကဝေလူဝံဥယျာဉ်သွားချင်စိတ်ပေါက်လာတာဟောဂီတရဲ့စွမ်းဆောင်မှုကအဲ့မှာလည်းပါတာပဲနော်လူရဲ့စိတ်ဓာတ်ကိုဆွတ်ဆောင်တယ်ကဲတူတို့ပြောကြပါစို့ခေမာမိဖုရားကြီးဟာမြတ်စွာဘုရားမရှိတော့ဘူးဆိုတဲ့အချိန်ကိုရွေးပြီးတော့ဝေလူဝံဥယျာဉ်နဲ့သွားလိုက်တာဟိုကြတော့ဘုရားနဲ့တန်းတိုးနေဟောဘုရားနဲ့တန်းတိုးလို့တန်းတိုးရုံနဲ့မကဘူးမြတ်စွာဘုရားကသူ့ရဲ့မာနကိုခွာချဖို့ဆိုတဲ့အနေနဲ့သူ့ရဲ့ချောတဲ့လှတဲ့အမျိုးသမီးတယောက်ဖန်ဆင်းထားပြီးတော့ဘုရားရဲ့အနီးမှာဘုရားကိုရက်ခတ်ပေးနေတဲ့တရံပေါ့ဘုရားနာမှာဒူးလေးတုပ်ပြီးတော့ဘုရားကိုအယိုသေးရက်ခတ်ပေးနေတယ်အဲ့ဒီအမျိုးသမီးကသူ့အရွယ်သို့တော့သူနဲ့ဘယ်လို့မှနှိုင်းရှင်လို့မရတော့အောင်ချောတယ်လှတယ်ဟိုကကြည့်နော်ကိုယ့်ရဲ့ချောတာမြင်လိုက်တဲ့အခါမှာသူကကိုယ့်ကိုပြန်ကြည့်မိတယ်စိတ်ပြက်သွားတယ်ကိုပြန်ကြည့်လိုက်တဲ့အခါစိတ်ပြက်သွားလောက်အောင်ဟိုကချောတာအဲ့ဒါဘာလှုပ်လိုက်တာတော့ဆိုရင်သူ့ရဲ့တဏ္ဍာမှာအလှပပေါ်မှာမောက်မာပြီးတော့တွေ့တာနေတဲ့မမနာတို့တွေ့တာနေတဲ့တဏှာတို့အဲ့ဒါတွေကိုမြတ်စွာဘုရားကချွတ်လိုက်တာပဲတရားမဟောသေးဘူးအဲ့ဒါကိုဘာဥပမာပေးတော့ဆိုရင်အသီးကိုအသီးနဲ့ပြန်ပြစ်ချတယ်ဆူးဆူးလို့ရှိရင်ဆူးနဲ့ပဲပြန်ထွင်တယ်ဆိုတဲ့ဥပမာပေးတာအကုသိုလ်ကိုအကုသိုလ်နဲ့ပဲပြန်ဖယ်ထုတ်လိုက်တယ်ပေါ့ဒါမျိုးကတရားဟောလို့မရဘူးအဲ့တော့လေမိသားစုနဲ့နေကြတဲ့မိခင်ဖခင်တွေဒီနည်းစနစ်ကလေးဟာဒီ technology ကတော်တော်ကောင်းတဲ့ technology ပဲသားသမီးတွေနဲ့ပတ်သက်ပြီးသားသမီးတွေကတစုံတစ်ခုဆွဲလန်းနေပြီဆိုလို့ရှိရင်နော်အဲ့ဒီဆွဲလန်းမှုကလည်းကိုယ်သဘောမကျတဲ့ဆွဲလန်းမှုဆိုလို့ရှိရင်ဒီနည်းကိုအသုံးပြုတဲ့နဲ့ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ပိတ်လို့ရှိရင်တော့ပေါက်ထွက်သွားမှသိချတယ်မြတ်စွာဘုရားမပိတ်ဘူးဖွင့်ပေးလိုက်တာနော်သူ့ရဲ့တာရာကိုပြလိုက်တဲ့အတွက်ကြောင့်သူ့ရဲ့မာနခွာချသွားတယ်ကွာချသွားတခါလဲချသွားဘာလို့ငါရဲ့တာတဲ့လူရှိတယ်ဆိုသိသွားတယ်သူကသူပဲစိတ်ပြက်သွားတယ်ဇနဗရကလျာဏီအဘိရူပနန္ဒာကိုလည်းဒီပုံစံနဲ့ပဲချွတ်တာပဲမြတ်စွာနန္ဒမင်းသားကဇနဗရကလျာဏီပေါ်မှာဆွဲလန်းနေတဲ့အဆွဲလန်းကိုလည်းဒီပုံစံမျိုးနဲ့ပဲချွတ်တာနတ်သမီးပြတယ်ဆိုတာအကြောင်းရှိတယ်ဇနဗရကလျာဏီပေါ်မှာဆွဲလန်းနေလို့အဘိရူပနန္ဒာနမတော်ပေါ်မှာဆွဲလန်းနေလို့သူ့ရဲ့လှတာပြလိုက်တဲ့အခါကျတော့အလိုလိုပြောက်သွားတယ်ဟိုကလူရဲ့စိတ်ဆိုတာတာတဲ့ပုံမှာပြောင်းသွားလေရှိတယ်ပေါ့တဏှာဆိုတာကတတ္တရာဘိနန္တိနေကြာရအာယုံကလေးတွေပေါ်မှာအတိတ်ကလေးတွေပေါ်မှာသူကတွေ့တာမှုကဖြစ်ပေါ်လာတတ်တယ်အဲ့ဒီသဘောတရားအရာမြတ်စွာဘုရားကစိတ်ကိုကူးပြောင်းပေးလိုက်တာအဲ့ဒီလိုကူးပြောင်းပေးလိုက်တဲ့တဏှာကိုမှဟိုဥပါဒံကပြုတ်ထွက်သွားတယ်ပေါ့ဆွဲလန်းနေတဲ့ဥပါဒံဥပါဒံဆိုတာဘယ်လိုဟာခေါ်တာတော့လို့ဆိုရင်မွေကြီးတစ်ကောင်ကဖားကိုမြိုထားတဲ့အခါမှာထိုဖားဟာလွတ်လို့မရတယ်လို့ပဲမိချောင်းကသားကောင်ကိုကြိုက်ထားလို့ရှင်ရုံထွက်လို့မရတယ်လို့ပဲဥပါဒံရဲ့သဘောကစိတ်ကိုဆွဲဆောင်ထားသည့်အတွက်ကြောင့်အာယုံကနေရုံထွက်နိုင်စွမ်းမရှိဒါကိုပြောတာဥပါဒံ
အဲ့ဒီဥပါဒံကိုဘာနဲ့ချွတ်လိုက်တော့ဆိုရင်တဏှာနဲ့ဆွဲချွတ်လိုက်တာပဲဥပါဒံကိုတဏှာနဲ့ဖြုတ်လိုက်တယ်တဏှာကိုကြမှာတရားနဲ့ဖြုတ်တယ်ပေါ့ဒီလိုဆိုလို့ဒါဘာနဲ့ဥပမာတူတော့ဆိုမြန်မာပြည်မှာအာယုဗေဒဆေးနည်းတွေမှာတချို့ရှေ့ကြားနေတဲ့ယောဂငုတ် chronic disease ခေါ်တဲ့အမတန်မှရှည်ကြားနေပြီဖြစ်တဲ့ယောဂဟောင်းဆေးနဲ့အဲ့ဒီယောဂကိုဖွပေးတယ်ဖွပေးလိုက်ပြီးတော့မှနောက်ဆေးတိုက်တာပထမဆေးကယောဂကိုကြွစေတယ်နောက်ဆေးကအဲ့ဒီယောဂကိုပျောက်စေတယ်ဒီစနစ်ကိုသုံးရတယ်ပေါ့တချို့အာယုဗေဒဆရာတွေကနော်အခုလည်းပဲတူတူပဲဥပါဒံကိုတဏှာနဲ့ဖြုတ်လိုက်တာဖြုတ်ပြီးတော့မှတဏှာကိုမှတရားနဲ့ချစ်ချွတ်မှာအဲ့ဒီမှာပြောလို့ခြင်းကခေမာဆိုတဲ့မိဖုရားဟာလေသူ့ရဲ့အလှမှန်းလို့ဆိုတဲ့မာမာနတက်နေသည့်အတွက်ကြောင့်ဖျားဘူးမသွားဘူးဖျားနဲ့မတွေ့ဘူးတင်းရှောင်နေတယ်သို့တော်သူကပါရမီရင့်နေတဲ့ပုဂ္ဂိုလ်ချွတ်လိုက်တာနဲ့တပြိုင်နက်ဖျားတရားတော်နာပြီးချက်ချင်းဘိက္ခုနီမလှုပ်သွားတယ်သူ့ရဲ့အမြင်တွေအကုန်လုံးမှန်သွားတယ်သူအလှဆုံးဆိုတဲ့မာမာနလည်းကျသွားတယ်စောစောပိုင်းကမာနခံနေတဲ့အကြောင်းကိုပြောပြတာနော်မာနခံနေရင်တရားဓုမရဘူးထို့တူပဲမာနဆိုတာရမယံခံကြတော့လွန်သိမ်မွေးတယ်မာနရှိမှန်းတောင်မသိရဘူးတာကွေမင်းနဲ့ကနေပြီးတော့ရဟန်းဝတ်လာတဲ့ရှင်အနုရုဒ္ဓဆိုတာကြည့်ရှင်အနုရုဒ္ဓဟာသာသနာပေါင်းဝင်ရောက်လာပြီးတော့တမထကျင့်စဉ်တစ်ခုကိုကျင့်လိုက်တာဇံပင်ညင်တွေရလို့သူ့ရဲ့ဘယ်မှာထူးချွန်တော့ဆိုဒိဗ္ဗစက္ခုလို့ခေါ်တယ် divine eye အဘိညာဉ်မှာသူကအမတန်မှထူးချွန်တယ်တထိုင်နဲ့စัจ java လာတစ်ထောင်ကိုအကုန်မြင်လို့ရတယ်ကြည့်လို့ရတယ်စัจ java လာတစ်ထောင်ကိုကြည့်တယ်ဆိုတာစัจ java လာတစ်ထောင်ထဲမှာရှိတဲ့တတ္တဝါတွေကိုတပြိုင်နက်ကြည့်နိုင်တယ်ပေါ့သေးနေတာတွေမြင်ရတယ်မွေးနေတာတွေမြင်ရတယ်လှုပ်ရှားနေတာတွေမြင်ရတယ်အကုန်လုံးစัจ java လာတစ်ထောင်တယ်လီဗီရှင်းထဲမှာကြည့်နေရတယ်လို့သူအကုန်ကြည့်နိုင်ဟောတရားဓမ္မအထုတ်တဲ့အခါကျတော့သူကဘယ်လိုတွေးတုံဆိုရင်သူ့ကိုယ်သူမှာသူကငါစัจ java လာတစ်ထောင်ကိုကြည့်နိုင်တယ်တရားထုတ်ရင်တခဏလေးပဲဘာမှမခက်ဘူးပေါ့ငါဖို့တမာရီဆွမ်းအားတွေငါမှကောင်းတယ်ကိလေသာအသောကုန်ပြီးယန္တာဖြစ်ဖို့ငါမှဘာမှခက်เสียမရှိဘူးငါစัจ java လာတစ်ထောင်ကိုတစ်ထိုင်နဲ့ကြည့်နိုင်တဲ့လူဖြစ်တယ်လို့ဆိုတဲ့ဒီမာနအတွေးလေးရရှိတယ်တရားထုတ်တယ်မရဘူးမရတော့မှရှင်သာရိပုတ္တရာကိုသွားမေးတယ်တပည့်တော်စัจ java လာတစ်ထောင်ကြည့်နိုင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်တရားလည်းအထုတ်ပါတယ်ဘာဖြစ်လို့ယန္တာမဖြစ်တယ်လဲဟောအဲ့ဒီမှာရှင်သာရိပုတ္တရာထောက်ပြတာငါရှင်အနုရုဒ္ဓတဲ့ငါစัจ java လာတစ်ထောင်ကိုဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်ဆိုတာအဲ့ဒါမာနဖြစ်နေတာအဲ့ဒီမာနလေးကိုဖယ်လိုက်ပါတဲ့ဟောအဲ့ဒီမာနလေးကိုဖယ်လိုက်ပါမဖယ်လို့ရှိရင်ကိုရောယန္တာဖြစ်မှာမဟုတ်ကြည့်နော်သူစัจ java လာတစ်ထောင်ကိုကြည့်နိုင်လို့ကြည့်နိုင်တယ်ဆိုတဲ့အတွေးဝင်တာအဲ့ဒါကိုပဲမာနလို့ပြောတယ်နော်အဲ့တော့ဒီကနေ့ခေတ်တရားထုတ်နေတဲ့ယောဂီတွေရိတ်တာသွားတဲ့အခါကျတော့ဟေးဒီကနေ့တရားမှတ်လို့ကောင်းလိုက်တာတမာရီတွေတက်လိုက်တာဆိုတဲ့အတွေးတွေကိုတွေးလို့ရှိရင်ရောမာနလို့မပြောနိုင်ဘူးလားငါကဉာဏ်စင်နာပြီးနေပြီရိတ်တာဘယ်နှခေါက်ရောက်ပြီးပြီဆိုတဲ့အတွေးတွေတွေးရင်ရောကိုယ့်ရဲ့အည်သွေးဟာသူများတဲ့တာတယ်လို့စိတ်ထဲမှာထင်နေရင်ရောမာနလို့ခေါ်တယ်အဲ့ဒါလေးကအစင်းမြင့်နဲ့မက်ဖို့ရဖို့ရအတွက်အဟံတာတစ်ခုဖြစ်တယ်ဆိုတော့ဖြစ်နိုင်ပါမလားလို့တချို့တွေးကောင်းတွေးလိုက်ဖြစ်နိုင်တယ်ဥပမာလေးတစ်ခုကြည့်ရအောင်မြူမုံလေးတစ်ခုကိုလက်ဖွားထဲမှာထည့်ပွတ်မယ်ဆိုလို့ရှိရင်အဲ့ဒီလက်ဖွားကျိန်းသလားမကျိန်းဘူးလားမြူမုံအသေးလေးလေမြူမုံအသေးလေးကိုလက်ဖွားထဲမှာထည့်လိုက်ပဲဆိုရင်လက်ဖွားကသိပါမလားအဲ့ဒီမြူမုံလေးကိုမျက်လုံးနဲ့ထည့်ရင်ဘယ်နဲ့နေပါ့မလဲမျက်လုံးနဲ့ထည့်ရင်မျက်ရည်ထွက်လာမှာပဲဟုတ်ကလားလက်ဖွားနဲ့ထည့်ရင်တော့
တိတောင်သိခြင်းမှာသိမယ်မျက်စိထဲထဲလိုက်မယ်ဆိုလို့ရှိရင်ကိုလုတ်ကုလုမဖြစ်ပေဘူးလားအေးထို့တူပဲရှင်နုရုဒ္ဓမှာရှိတဲ့မာနမျိုးလေးကတာမန်ပုဂ္ဂိုလ်ကိုမာနလို့တော့မခေါ်တော့ဘူးသို့တော့အရတ္တမေရတ္တဖို့ယဟန္တာဖြစ်ဖို့ကြတော့မျက်စိထဲရောက်သွားတဲ့မြူမုံလိုပဲခိုးလုကုလုဖြစ်နေတယ်ဟုတ်ကလားအမတန်မှသိမ်မွေးတဲ့တရားကိုရဖို့ကြတော့သိမ်မွေးတဲ့မာနအတောင်မှအဟံတာပြုနိုင်တယ်ဆိုတာကိုတတိထားဖို့ပေါ့အဲ့ဒါကြောင့်မို့လို့မာနဆိုတာတာဝိဇ္ဇအပြစ်ရှိပြီးတော့ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးပေးတယ်လို့ဒီလိုဆိုလိုတာနော်အေးကောင်းပြီမာနဆိုတာယာထာဝမာနပဲဖြစ်ဖြစ်အာယာထာဝမာနပဲဖြစ်ဖြစ်မကောင်းဘူးလို့ဒီလိုမှတ်ရမယ်ပေါ့ကဲဒီနေရာမှာမာနဆိုတာ၉မျိုးရှိတယ်တတိထားကြည့်အောင်၉မျိုးဆိုတာကတော့ဖြစ်နိုင်တာတွေကိုပြောပြတာအရေးအသွေးနဲ့ပတ်သက်ပြီးတော့လူကို၃မျိုးခွဲလိုက်မှတ်ဖို့ရလွယ်ပါတယ်လူကို၃မျိုးခွဲလိုက်တယ်သေယဆိုတဲ့အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ကတစ်ယောက်တတိတဆိုတဲ့ကိုယ်နဲ့ရည်တူတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ဟိနဆိုတော့ကိုယ်ရဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ကမ္ဘာလောကမှာရှိတဲ့လူတွေကိုလူတန်းစားခွဲကြည့်လိုက်တယ်ကိုယ်နဲ့တာတဲ့လူရှိတယ်ကိုယ်နဲ့တူတဲ့လူရှိတယ်ကိုယ်အောက်ညံ့တဲ့လူရှိတယ်မရှိဘူးလားအော်လူ၃ယောက်ရသွားပြီနော်အဲ့ဒီလူ၃ယောက်မှလည်းပဲအတွေး၃မျိုးစီရှိတယ်တဲ့အတွေး၃မျိုးဆိုတာအရေးချင်းကိုကြည့်ပြီးတော့အေး तू ကငါတဲ့တာတယ် तू ကတော့ငါနဲ့ငါအရေးချင်းနဲ့တူတယ် तू ကတော့ငါတဲ့အောက်တန်းငါတဲ့နှိမ့်ကြတယ်ဒီလိုမတွေးဘူးလား၃မျိုးတွေးတယ်အဲ့တော့အဆင့်မြင့်တဲ့လူကလည်းပဲဒီလို၃မျိုးတွေးတယ်ဓာန်တုပုဂ္ဂိုလ်ကလည်းပဲ၃မျိုးတွေးတယ်ကိုယ်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကလည်း၃မျိုးတွေးတယ်ဆိုတော့၃လီဘယ်လောက်ဖြစ်သွားအေးမာန၉မျိုးဆိုတာအဲ့ဒါပြောတာပါမာန၉မျိုးရှိတယ်တဲ့မာနဆိုတာတာတယ်လို့တွက်မှမာနမဟုတ်ဘူးငါသူ့ရဲ့ညံ့တယ်လို့အရေးချင်းနဲ့ပတ်သက်ပြီးထင်ရင်လည်းမာနလို့ခေါ်တယ်အဲ့ဒီမာနကိုရှေ့ကစလုံးလေးတစ်လုံးထည့်ပြီးတော့ဩမာနတဲ့အောက်ချပြီးတော့တွေးတဲ့မာနလို့ဒီလိုပြောတာနော်အဲစာလို့ပြောမယ်ဆိုလို့ရှိရင်တေယပုဂ္ဂိုလ်မှာတေယမံငါကတာတယ်လို့တွေးတယ်တရိတမံတူတူပဲလို့တွေးတယ်ဟိနမံငါကညံ့တယ်လို့တွေးတယ်ဟော၃ခုတေယမံတရိတမံဟိနမံတရိတပုဂ္ဂိုလ်မှာလည်းပဲတေယမံတရိတမံဟိနမံ၃မျိုးဟိနပုဂ္ဂိုလ်မှာလည်းပဲတေယမံတရိတမံဟိနမံလို့၃မျိုးတဲ့တေယတရိတဟိနတေယဆိုတာကိုယ်နဲ့တာတယ်တရိတဆိုတာကိုယ်နဲ့တူတယ်ဟိနဆိုတာကိုယ်နဲ့ညံ့တယ်အဲ့ဒီ၃မျိုးကိုနောက်ထပ်၃မျိုးနဲ့မြောက်လိုက်တော့၃၃နဲ့9ဖြစ်တာအဲ့ဒါကိုမာန9မျိုးလို့ခေါ်တာအဲ့ဒီမာန9မျိုးလုံးဟာအမှန်တိုင်းတွေးတာပဲဖြစ်ဖြစ်မမှန်တာအခြေခံပြီးတွေးတာပဲဖြစ်ဖြစ်မာနမှန်သမျှအကုသိုလ်ပဲဒီလိုဆိုရတာနော်မာနမှန်သမျှအကုသိုလ်မာနကြောင့်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ခုနပြောရတဲ့ဥပမာလေးတွေလိုပဲအလုံးကြားဦးရလိမ့်မယ်သစ္စကဆိုတဲ့ပြပိုက်ကြီးဟာသူပညာမှန်တတ်တာသူကဘယ်လောက်ထိအောင်ပညာမှန်တတ်လဲဆိုရင်သူကမင်းသားတွေကိုပညာသင်ပေးနေရတယ်အယူဝါဒရေးอ่ะခုခေတ်လိုပြောမယ်ဆို philosophy ပေါ့ philosophy နဲ့ပတ်သက်လို့ရှိရင်သူကအမေစီကဝါဒ900အဖေစီကဝါဒ900အမေက900ပဲတတ်တယ်အဖေက900ပဲတတ်တယ်သူကအမေစီကလည်းရလိုက်တယ်အဖေစီကလည်းရလိုက်တယ်ဆိုတော့ဘယ်လောက်ဖြစ်သွား1000ဖြစ်တယ်သူကသားနေအရေးချင်းသားသွားရုံနဲ့မကဘူးဝေသာလီပြည်အလွန်တိုးတက်တဲ့အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ဝေသာလီနိုင်ငံကမြင့်ကြီးမင်းသားလူငယ်လူရွယ်တွေအားလုံးဟာသူ့တပည့်တွေကြီးပဲသူကဆရာကြီးမာနတက်ဆရာကြီးပေါ့နော်မာနတက်တယ်မာနတက်သည့်အတွက်ကြောင့်ဘယ်ဘာသာရေးခေါင်းဆောင်မှသူနဲ့ရှင်မပြောရဲဘူးလို့အယူဆရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားနဲ့လာရှင်ပြောတာလေနောက်ဆုံးကြတော့သူရှုံးသွားတယ်
ပြိုင်ပြီးပြောတဲ့နေရာမှာသူရှုံးသွားအဲ့ဒါဟာမာမနာကြောင့်ဒီလိုဖြစ်သွားတာပေါ့အဲ့ဒါလို့မာမနာကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာမရဘဲနဲ့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေပေါ့ထိုမာမနာကိုပယ်ချလိုက်တဲ့အခါကျတော့မှသူပုဂ္ဂိုလ်ကလမ်းမှန်ပေါ်ရောက်သွားတာဒါကြောင့်မို့မြန်မာလူမျိုးတွေကကြည့်ဖူးမြော်မှန်လျော့ကြော့ပါအိစာရှ िख ိုးတယ်ဥချတယ်ဆိုတာဘောင်းတောင်းလုပ်တယ်ဆိုတာမှန်ကိုလျော့လိုက်တာနော်မာမနာမချနိုင်တဲ့ပုဂ္ဂိုလ်ကဘောင်းတောင်းမလုံးနိုင်ဘူးဘောင်းတောင်းမပြောနဲ့ခါတော်မကုန်းနိုင်ဘူးဟုတ်လားခါကိုကော့ဇက်ကိုဥကိုမော့ပြီးတော့အဲ့လိုနေတာဒါမို့မာနရှိတဲ့ပုဂ္ဂိုလ်ကမာနကြီးလာပြီဆိုရင်ဘာဖြစ်လဲဆိုရင်ထွန်းတုံးကိုမြူထားတဲ့စပယ်ကြီးပွေလို့ပဲကိုွေးလို့မရတော့မာနခန်းနေပြီဆိုလို့ရှိရင်လူဟာကုန်းချင်းညွတ်ချင်းဆိုတာမလုပ်နိုင်တော့ဘူးဘယ်သူကမှ respect မပေးနိုင်တော့ဘူးတဲ့ဒါကြီးမားလာတဲ့မာနဖြစ်လာလို့ရှိရင်အဲ့လိုဖះလောင်းနေမှာလည်းပဲအမှန်တရားကိုမသိသေးတဲ့အချိန်မှာဆိုရင်မာနတွေရှိတတ်တယ်မာနဆိုတာဝင်လာတတ်တယ်အဲ့ဒါလို့ဝင်လာပြီဆိုလို့ရှိရင်ဘယ်သူကမှ respect အယုဒိလေးစားမှုမပြုတ်နိုင်ဘူးမပြုတ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေကလွဲသွားတာတွေအများကြီးပဲဖះလောင်ဇလန်းတစ်ခုမှဆိုလို့ရှိရင်950တဲ့မှာပိစိကဗုဒ္ဓနဲ့တွေ့မယ်လို့အထင်မကြီးဘူးပိစိကဗုဒ္ဓကအထင်မကြီးတော့သူ့တရားဟောပြီးတဲ့အခါမှာကောင်းကင်ကိုသူ့ဘော်ကနေသူ့ခေါင်းပေါ်ကနေဖြတ်ပြီးတော့ကောင်းကင်ပြန်ကြွသွားတယ်အဲ့ဒါလို့ကောင်းကင်ပြန်ကြွသွားတဲ့အခါကျတော့မှသူကမှားလိုက်တာပိစိကဗုဒ္ဓကသူ့ကိုပြောသွားတယ်ဟောသူအဲ့ဒီတုန်းကဘုရားလောင်းကယသိပေါ့အင်မတန်မာနကြီးတဲ့ယသိမာနကြီးတဲ့ယသိဖြစ်တယ်ပိစိကဗုဒ္ဓကပြောတယ်ယသိမင်းဟာဘုရားလောင်းဘုရားဖြစ်မှာအဲ့လိုပြောပိစိကဗုဒ္ဓကိုလုံးဝသူဘောင်းတောင်းမလုပ်ဘူးနောက်ပိစိကဗုဒ္ဓကသူ့ကိုတရားပါဟောပြီးတော့ကောင်းကင်ကနေပြန်ကြွသွားလိုက်တဲ့အခါမှာသူနောင်တရတယ်။အော်ပိစိကဗုဒ္ဓတဲတကူကြီးပါလားပေါ့။တကူကြီးပါလား။ငါဘယ်တော့ဖျားဖြစ်မှလို့လဲငါမမေးလိုက်အောင်ဘယ်ကြွသွားမှလည်းမသိဘူးဆိုအဲ့ကြမှာနောင်တဖြစ်တာ။အဲ့ဒါလဲမာမနာပဲ။အဲ့မာမနာနဲ့ပတ်သက်တာတွေတော်တော်များပါ။အဲ့ဒီလိုမာမနာတွေဟာကောင်းကျိုးချမ်းသာကိုမပေးတတ်ဘူးတဲ့။သို့တော့မှတ်သားစရာလေးတစ်ခုကမာနမှာသေဝိတ္တပမာနထားတဲ့မာနနဲ့အသေဝိတ္တပမာနမထားတဲ့မာနလို့နှမျိုးခွဲမှတ်တဲ့အာဟုသို့ဆိုပေမဲ့လို့ရှိတဲ့မာနကလေးအရှိသေးတယ်တဲ့နော်အာဟုသို့လို့ဆိုပေမဲ့ရှိတဲ့မာနဒါအာဟုသို့ကိုချီးမွမ်းတာမဟုတ်ဘူးနော်အာဟုသို့ကိုချီးမွမ်းတာမဟုတ်ဘူးမာနဆိုတာဒါကြောင့်မို့အစကပြောခဲ့တယ်အကုသိုလ်လို့မှတ်ပါမာနဆိုတာအကုသိုလ်ပါသို့တော့သေဝိတ္တပမာနထားတဲ့မာနလေးရှိတယ်အသေဝိတ္တပမာနမထားတဲ့မာနထားတဲ့မာနဆိုတာဘယ်လိုဟာလဲကိုယ့်ရဲ့တာတဲ့ပုဂ္ဂိုလ်တယောက်စီးပွားရေးမှာပဲဖြစ်စေပညာရေးမှာပဲဖြစ်စေကိုယ့်ရဲ့တာလို့ရှိရင်မာနသဘောလေးဘယ်လိုထားရမလဲ။အော်သူလည်းလူပဲငါလည်းလူပဲ။ तू စ조사လို့ဒီအဆင့်ရောက်သွားတာ။ငါလည်းစ조사ရင်ရောက်မှာပဲ။ငါလည်းရောက်ကိုရောက်ရမယ်။မထားသင့်ဘူးလားအဲ့ဒီမာနမျိုး။ဘာဖြစ်လို့ထားသင့်တုံးဆိုတော့အထက်ကိုတွတ်တက်မှုကိုဥတည်တဲ့မာနမျိုးဖြစ်လို့ထားသင့်တယ်လို့ပြောတာနော်။အကုသိုလ်တော့အကုသိုလ်ပဲဒီအကုသိုလ်ကအထက်ကိုတက်လန်းစေတဲ့အရာဖြစ်သောကြောင့်ထားတဲ့တယ်လို့ဒီလိုပြောတာကြည့်လေဘုရားရဲ့ဖတ်ဖူးတဲ့လူတိုင်းဂေါရမမြတ်စွာဘုရားရဲ့အလောင်းဟာဘယ်ဘုရားနဲ့အရင်ဆုံးတွေ့ဒီပင်ကရမြတ်စွာဘုရားနဲ့အရင်ဆုံးတွေ့ဟုတ်ကဲ့ဒီပင်ကရမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်မှာသူကသူ့မိတာယသိဇန်နေဘိညာဉ်နေရနေတဲ့တကုရှင်ယသိဖြစ်တယ်တ
ကိုးရှင်လို့ဆိုကြတဲ့အသိဉာဏ်လည်းပဲရှိတယ်ဒီပင်ကရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာဒီပင်ကရာမြတ်စွာဘုရားရဲ့တပည့်ခံလိုက်မယ်ဒီပင်ကရာမြတ်စွာဘုရားတရားနာပြီးတော့တပည့်ခံလိုက်မယ်ဆိုရင်ယဟန္တာဘဝနဲ့ကျွတ်တန်းဝင်သွားနိုင်တယ်သို့တော့သူများတပည့်မလှုပ်ချင်တာသူများတပည့်မလှုပ်ချင်ဘူးရှင်းအရက်စကားပြောမယ်ဆိုရင်တပည့်မခံဘူးဟုတ်ကဲ့လားဘုရားကိုမကြည်ညိုတာမဟုတ်ဘူးငါလည်းသူလိုဘုရားဖြစ်ရမယ်ဟောမာမနာအဲ့ဒီမာမနာသာမရှိလို့ရှိရင်ဂေါတမဘုရားဖြစ်ပါမလားမဖြစ်ဘူးနော်ဘုရားလောင်းကအဲ့ဒီချိန်တုန်းကပြောခဲ့တဲ့စကားလေးတစ်ခုကိုကြည့်ဂိမေဧကေနတိန်နေနပုရိသေနထာမတတိနာသဗ္ဗညုတံပါပုနေတဝတန္တရိတံတတေဝကံငါလိုစွမ်းဤတတိရှိပြီးတော့စွမ်းတတိပြေဝတဲ့ယောက်ျားကောင်းတစ်ယောက်ဟာတစ်ယောက်တည်းခုလူယုံသွားလို့အကျိုးမရှိဘူးဟောဒီပင်ကရာဘုရားလို့သဗ္ဗညုတဉာဏ်ရော်ကြီးကိုရပြီးတတ္တဝါတွေကိုကဲတင်မယ်တဲ့ဟောကြည့်ငါလိုတတ္တိရှိတဲ့လူတစ်ယောက်ဟာကိုလူယုံလို့မတော်ဘူးဆိုတာဓမ္မနာပဲဟုတ်ကဲ့လားသူကိုယ်သူရဲ့အရေးချင်းကိုငါလိုစွန့်ရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်လို့ပြောတာဟာဒါသူမာနပဲအဲ့ဒီမာနကဘုရားအဖြစ်ကိုဥတည်သွားစေတယ်တဲ့ဒါကြောင့်မို့သေဝိတ္တဗမာနလို့ခေါ်တယ်တရားသူတရားမြတ်နဲ့ပတ်သက်လာလို့ရှိရင်လည်းကြည့်လောကမှာယဟန္တာလို့ဆိုတဲ့ပုဂ္ဂိုလ်တွေဘုန်းကြီးတို့ဒီကနေ့ခေတ်မှာလူတွေကဘယ်မှာယဟန္တာဆိုသွားဖူးတယ်ဘယ်မှာယဟန္တာဆိုရင်သို့သောစိတ်ထဲမှာသူလိုယဟန္တာဖြစ်အောင်ဆိုတဲ့မာမနာအမတန်မရှိကြဘူးအမတန်နဲတယ်ဘာရကျင်တော့ယဟန္တာကိုးကွယ်လိုက်လို့ရှိရင်တော့ကောင်းရသူဂတိရောက်မှာပဲသို့မဟုတ်ယဟန္တာကိုးကွယ်ရရင်စီးပွားတိုးတက်မှာပဲဆိုတဲ့ပုံစံမျိုးလောက်ပဲရှိတယ်နဲ့တူးတယ်ဟုတ်ကဲ့လားယဟန္တာဆိုလို့ရှိရင်သွားဖူးကျင်ကြတယ်အလူအရက်ပဲဒီထဲမှာဓာတ်တော်တွေဘာတွေကြာပြီးတော့ဓာတ်တော်သွားပြီးတော့ယူတဲ့လူကလည်းရှိသေးတာပဲเนาะသို့တော့ဒီယဟန္တာလို့ဆိုတဲ့ပုဂ္ဂိုလ်ကဘာကြောင့်ယဟန္တာဖြစ်ငါတော့သူလို့မဖြစ်နိုင်ဘူးလားဆိုတဲ့ငါလည်းသူလို့ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတွေးမျိုးမတွေးသင့်ဘူးလားတွေးသင့်တယ်ညာတော့အဖြစ်လူဆိုတာအချောင်ကြိုက်တယ်လေချောင်ကြိုက်တယ်လူတယောက်တယောက်အောင်မြင်လို့ရှိရင်နောက်ကနေလိုက်ပြီးတော့ဟုတ်လားတပည့်ခံကျင်တာပဲများကြတယ်ပေါ့အဲ့ဒါမာနအမတန်နဲ့ရှိရမယ့်မာနမရှိဘူးလို့ပြောတာเนาะအဲ့ဒါလို့ရှိရမယ့်မာနမျိုးမရှိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကကြီးပွားတိုးတက်မှုဖြစ်ပါမလားကြီးပွားနိုင်ဘူးမကြီးပွားနိုင်ဘူးဖះလောင်းနေကမာနရှိလို့ဖះဖြစ်တာအဓိကမာနရှိလို့သို့တော့စာပေကျမ်းဂန်မှာတော့မာနကြောင့်ဖះဖြစ်တယ်လို့ဘယ်သူမှမပြောဘူးเนาะပြောရင်လည်းထူးဆန်းနေလိမ့်မယ်သို့တော့ကိမေဧကေနတိန်နေနဆိုတဲ့စကားဟာမာနစကားပဲမှာတော့စာပေကျမ်းကမှာတော့ကရုဏာကိုအခြေခံတယ်လို့ဒီလိုပဲပြောတယ်ဖျားဖြစ်တာကရုဏာအခြေခံတယ်လို့ပြောတာသို့တော့စัจ ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပထမကမာနပဲဖျားဖြစ်ချင်တာပထမမာနပဲပြီးတော့မှကရုဏာမပါဘူးလို့ပြောတာမဟုတ်ဘူးပါခြင်းပါမယ်ဟုတ်ကဲ့လားတတ္တဝါတွေဒုက္ခရောက်နေတာကိုသူကြည့်တဲ့အခါတဏှာရစိတ်ပေါ်ခြင်းပေါ်မယ်ပေါ့သို့တော့သူ့ရဲ့စွမ်းရည်တတ္တိကိုကြည့်ပြီးသူများတပည့်မခံဘူးငါလည်းဖျားဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ဟာတော့မာနပဲပေါ့အဲ့ဒီမာနသည်တိုးတက်ကြီးပွားမှုကိုဥလှဲ့ထားတာဖြစ်သောကြောင့်သေဝိတ္တပမာနလို့ခေါ်တယ်အဲ့ဒီသေဝိတ္တပမာနမျိုးမှလူတွေမှာမထားဘူးဆိုရင်ဒီလူဟာကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဖြစ်နိုင်ဘူးစီးပွားရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဘယ်အရေးပဲဖြစ်ဖြစ်ဒီလိုကြီးပွားတိုးတက်မှုကိုဥလှဲ့ထားတဲ့မာနမျိုးကိုရှိရမယ်တဲ့ဒါကသေဝိတ္တပမာနအသေဝိတ္တပမာနမရှိတဲ့မာနဆိုတာဘာလဲသူများအပေါ်မှာမောက်မာဆက်ဆံစေတတ်တဲ့မာနဟေးငါကသူတို့တဲ့အမျိုးမြတ်တယ်ငါကသူများတဲ့ဥစ္စာတားတယ်ဘယ်သူမှဂရုမစိုက်ဘူး I don't care ဆိုမာနမျိုးကတော့မကောင်းတဲ့မာနပေါ့ဟုတ်ကဲ့
လောကလူတွေကအဲ့ဒီမာနကြတော့ထားရကြတယ်လေအဲ့ဒီမာနထားတာကြတော့တရောင်းစားကစထားတယ်နော်ကြည့်တရောင်းစားကလည်းကြည့်တရောင်းစားကိုခေါ်ပြီးတော့အလုပ်ပေးကြည့်ရင်ဘယ်တော့မှမလုပ်ဘူးကျုပ်ကတရောင်းစားပြတယ်ခမည်းအလုပ်မလုပ်နိုင်ဘူးလို့ပြောတာနော်တရောင်းစားမာနကလည်းမလုပ်ဘူးအလုပ်သူပိုက်ဆံပေးပြီးအလုပ်ခိုင်းကြည့်မလုပ်ဘူးသူကတောင်းစားရတာပိုရနေတာနဲ့တူတယ်နော်အဲ့တော့တရောင်းစားမာနကလည်းရှိသေးတယ်အောက်တန်းကြတဲ့လူကလည်းအောက်တန်းကြတဲ့မာနနဲ့နေတယ်လေကျွတ်တော့ကတော့မသိပါဘူးဗျာအဆင်မမီပါဘူးဗျာတဲ့ဒါလည်းမာနပဲအောက်တန်းကြတဲ့မာနလို့ခေါ်တယ်ဘုန်းကြီးတို့အမေရိကသွားပြီးတော့အဘိဓမ္မာသင်တန်းဖွင့်တော့တခါအဘိဓမ္မာသင်တန်းဖွင့်မယ်လို့ကြော်ညာလိုက်တဲ့အခါမှာလူလေး15ယောက်လောက်ပဲလာတက်တယ်မတက်တဲ့လူတွေများတယ်ပေါ့နောက်တော့ Congress Library သွားတော့အဲ့ဗမာမျိုးသမီးတယောက်နဲ့တွေ့တော့အဲ့ဒီကမှရက်လျှောက်တယ်တပည့်တော်ကြော်ညာရတယ်ဗျာတဲ့အဘိဓမ္မာဆိုတော့တပည့်တော်တို့နားလည်မှာမဟုတ်ဘူးလို့ထင်လို့မတက်တာတဲ့ကဲနားလည်မှာမဟုတ်ဘူးလို့ထင်တာရောမာနပဲမဟုတ်လားဒီနားလည်မှာမဟုတ်ဘူးဆိုတဲ့မာနကိုအကြောင်းပြုပြီးတော့နားမလဲတော့ဘူးပြီးရောဟုတ်ကလားနားလည်မှာမဟုတ်ဘူးဆိုတာကိုယ့်ရဲ့အည်ချင်းကိုအောက်တန်းချပြီးတော့တွေးလိုက်တာလေအဲ့ဒီမာနရဲ့ဆိုးကျိုးပဲအဘိဓမ္မာမတတ်လိုက်ရဘူးမသိလိုက်ရတော့ဘူးပေါ့အေးဒါကြောင့်မို့လို့တေယမာနဆိုတာလည်းမကောင်းဘူးငါသာတယ်လို့ဆိုတဲ့မာနလည်းမကောင်းဘူးတရိသမာနငါနဲ့သူတူတူပဲဘာမှမထူးဘူးဆိုတဲ့မာနလည်းမကောင်းဘူးဟိနမာနငါကတော့ညံ့တယ်ဆိုတဲ့မာနလည်းမကောင်းဘူးလေဘယ်မာနမှအဲ့ဒီလိုအတွေးခေါ်မာနမျိုးဟာကောင်းကျိုးချမ်းသာကိုဥလှဲ့သွားစေတတ်တဲ့မာနမရှိဘူးဟေးသူတောင်နားလဲသေးတာငါလည်းနားလဲအောင်လုပ်အောင်သူတောင်တတ်သေးတာသူလည်းလူပဲငါလည်းလူပဲသူစ조사ရင်ရရင်ငါလည်းစ조사လို့ရဟုတ်လားပြောကြတယ်မဟုတ်လားသူလည်းမျက်စိနှလုံးငါလည်းမျက်စိနှလုံးသူလည်းပခုံးနှစ်ခက်ပဲပေါ်မှာဥခေါင်းပေါက်တယ်ငါလည်းပခုံးနှစ်ခက်ဖဲကြားမှာဥခေါင်းပေါက်တယ်ဆိုတဲ့အတွေးမျိုးနဲ့သူတောင်ဖြစ်ရင်ငါလည်းဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးကမထားသင့်ဘူးလားအဲ့ဒီမာနမျိုးကမှခန္ဓာကကောင်းတဲ့ဘက်ကိုဥလိသွားတဲ့မာနဖြစ်လို့သေဝိတ္တဗမာနတဲ့ကျန်တဲ့မာနမျိုးတွေကကောင်းတဲ့ဘက်ကိုဥလဲ့မလာတဲ့အပြင်ဆိုးတဲ့ဘက်ကိုဥလဲ့သွားစေတယ်လို့မာနသည်ပင်ကိုကအကုသိုလ်ဖြစ်တဲ့အပြင်မကောင်းတဲ့ဆိုးရုပ်ဘက်ကိုဥလဲ့သွားတယ်ဆိုလို့ရှိရင်ပိုဆိုးတော့မပေါ်တဲ့ပိုဆိုးတဲ့မာနဖြစ်သွားတာပေါ့မိဝဲတိုက်တဲ့မာနကကောင်းတဲ့ဘက်ကိုဥလဲ့သွားသည့်အတွက်ကြောင့်တဘာဝအားဖြင့်အကုသိုလ်ဖြစ်တော်လဲပဲအဲ့ဒီအကုသိုလ်ကိုအခြေခံပြီးတော့ကုသိုလ်ဖြစ်သွားတာဒါဥပနိဒေယပစ္စည်းလို့ခေါ်တယ်အကုသိုလ်ကလည်းကုသိုလ်ဖြစ်တာပဲမတူတဲ့နေရာကနေပြီးတော့ကောင်းတဲ့အကျိုးဖြစ်ထွန်းစေနိုင်တယ်ဒါသဘာဝကြတယ်မတူတာတွေကိုအများကြီးထုတ်လုပ်တယ်အကြောင်းတရားကတူတာမှထုတ်လုပ်တာမဟုတ်ဘူးတချို့ကပြောတယ်ဇနေတိသတိတံပါကံဆိုအကုန်တူတူကြီးလို့ဒီလိုတော့ပြောလို့မရဟုတ်ကလားကြည့်မျိုးစိတ်လေးကထုတ်လုပ်လိုက်တာလေးတခုပဲစဉ်းစားကြည့်မျိုးစိတ်လေးကနေပြီးတော့ထုတ်လုပ်လိုက်အမြင့်ကိုမျိုးစိတ်ကဖြစ်တယ်ဟုတ်ကလားအညောက်ကလေးကိုမျိုးစိတ်ကဖြစ်တယ်အကိုင်းအခက်ကလေးတွေမျိုးစိတ်ကဖြစ်လာတယ်အပွင့်လေးတွေမျိုးစိတ်ကဖြစ်လာတယ်အသီးလည်းမျိုးစိတ်ကဖြစ်လာတယ်အဲ့ဒီအသီးထဲမှာပါတဲ့အစိကသာမျိုးစိတ်နဲ့တူတယ်ကျန်တာတွေကတူရဲ့လားမတူဘူးတဲ့ရွှွညွန်ထဲမှာပေါက်တဲ့ကြာပန်းလေးပဲကြည့်အောင်ရွှွညွန်ကအလွန်ညစ်ပတ်တယ်အနတ်ကတော့မနံပေဘူးလားသို့တော့အဲ့ဒီရွှွညွန်ထဲပေါက်တဲ့ကြာပန်းလေးကြတော့ဘလောက်လှတော့ဟုတ်ကလားအင်မတန်မှတန်ရှင်းပြီးတော့အင်မတန်မှသင်ပြတ်တဲ့အမွှေးရှိတယ်တူရဲ့လားမတူဘူးအဲ့ဒါလို့ခုနကပြောတဲ့ဒီသေဝိတ္တပမာနကိုအခြေခံပြီးတော့ရလာတဲ့အရည်အသွေးတွေဟာဂျပန်လေးလိုပဲပေါ့မာနဆိုတာကတော့ရွှွညွန်နဲ့အလားတရံတူတယ်အဲ့ဒီရွှွညွန်ထဲမှာပေါက်လာတဲ့ဂျပန်လေးကပွင့်လာတဲ့ဂျပန်လေးဟာတော့ခုနကမာနကိုအခြေခံလိုက်လို့ရလာတဲ့ပန်းပွင့်နဲ့မတူပဲဘူးလား
ရလာတာအမတန်မှမွန်မြတ်တယ်ဒါကြောင့်မို့အကုသိုလ်ကိုအခြေခံလဲကုသိုလ်ဖြစ်တယ်ဆိုတာဒါပြောတာနော်ဆိုကနေအကောင်းဖြစ်အောင်လုပ်တယ်အေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ဒီကနေ့မာနအကြောင်းတည်ကောင်းစရာများကိုထိုကျမ်းဂန်မှာထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့ဟောလို့ပြီးပါပြီဒါကြောင့်မို့လို့မာနတရားကိုလေ့လာသုံးသပ်ခြင်းလို့ဆိုတဲ့တရားဒီမှာပဲဒီကုန်းချုပ်ပါပြီဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်ကောင်းတဲ့ဘက်ကိုဥလီသွားတဲ့မာနတရားမျိုးမွေးပြီးတော့မကောင်းတဲ့ဘက်ကိုဥလီစေတတ်တဲ့မာနတရားမျိုးမထားစေပဲမိမိတဏ္ဍာမှာမဖြစ်ပွားစေပဲတတိကြီးစွာထား၍မိမိဘဝတိုးတက်အောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း